မင်္ဂလာပါရှင်။ Burmese Library Audio ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Burmese Library Audio ပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမမဆန်းနာရဲ့ဝတ္ထုတိုများတွေကမောင်မိုင်းမောင်ကိုဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။အစဉ်သင်းဖြစ်ပြီဆိုရင်တော့အစီအစဉ်တင်ဆက်ပေးမယ့်အိမ်တွင်နဲ့တူတူနားဆင်ကြအောင်လားရှင်။မိုးရီဟာတစိမ့်စိမ့်ရွာနေတယ်။မုံမုံဖွဲဖွဲလေးကျနေတဲ့မိုးဆက်မုံမုံလေးတွေဟာမှန်ပတင်းပေါက်ကိုမတိတတိတုတ်ခတ်သွားကြတာပေါ့။ရင်ငွေရိုက်တာကြောင့်တဖြည်းဖြည်းမှုန်လာတဲ့ပရင်းမှာမှန်ချက်ကိုမိငယ်ဟာငြိမ်ငြိမ်လေးထိုင်ကြည့်ပြီးတော့ငေးနေမိတယ်။ရင်ထဲမှာဟာတာတာနဲ့စာနေပေမဲ့လည်းဘာမှကိုလည်းစားချင်စိမရှိဘူး။လက်ကိုလည်းမမြောက်ခြင်းကုကုကိုလည်းမလဲခြင်းလူတကိုယ်လိုနှုံပြီးတော့ပြော့နေတယ်။မိငယ်နောက်ဘက်ခုံတက်မှာကြည်ကြည်ဝေးကတူတူလေးခေါ်တယ်။နင်းအိမ်စာရီပြီးပြီမဟုတ်လားယင်။ဘာအိမ်စာရီလဲဟာတင်ချလင်းပြီးပြီလေ။ငါ့ကိုခဏပေးစမ်းပါဟာ။ဘာလဲနေရကူးချမလို့လားအေးနေရလဲဟာအမားချင်းတူနေတီချေရဆူနေအောင်မဲဟဲ့မင်းငယ်ကမျက်မှောင်လေးမတိမတာကျုံပြီးပြောတော့ကြည်ကြည်ဝေးရမျက်နှာငေးသွားတယ်နောက်ပြီးတော့တပြင်းချရင်ပြောတယ်အသေးလေးရဲ့နင်းတွေ့ရင်အမြဲမှန်တာပဲဟာဘယ်တော့မှမမှားဘူးလို့လေတော်ကြနေကြောင်းတက်တော့အိမ်စာတွေထပ်ခိုင်းတော့မယ်ငါတဘုံမှမတွက်ခဲ့ရလို့ပါခုမှတွေ့ရင်လည်းမိမမဟုတ်ဘူးလေကြာနေအောင်မဲဟာနေရပါလို့အိမ်ကမတွက်ခဲ့တော့ကြည်ကြည်ဝေးဟာမင်းငယ်လောက်စာမတော်ပြီမဲ့လေတော်တာတော့တော်ပါရင်အတန်နဲ့မှတင်ချပြိုင်တွက်ရင်တခါတည်းရန်သူကပဲအလင်ပြီးတတ်တယ်ဒါပေမဲ့အိမ်စာမို့ပေးလိုက်ရင်တော့ပြီးအောင်ကိုလုံးမလာတတ်ဘူးအမေဖျားနေတယ်ဟာအဖေကလည်းဝမ်းတင်သေးတော့မှအထက်သွားကောက်တာပြတ်မလာသေးဘူးမောင်လေးကိုရောညီမလေးကိုရောငါနဲ့အတူသိရတာအမေစီကအဖျားကူမှဆိုလို့လေအေးကြီးပြက်တယ်ဟာတော်ကြနေဣထပါလိုက်တော်ကြရှူးရှူးတရတော်ကြရေတောက်ချင်နေပြောလိုက်ရှုပ်နေရပဲဒီကြားတွေအမေကညောင်းလို့ကြိုက်လို့ညီးနေတော့နင်းနေပေးရသေးတယ်ငါမှဖြစ်လေနင်းအိမ်စာတွေကိုတက်ဖို့နေနေတန်တာရောင်းလို့တော့မကုတ်အားဘူးဟာဒီနေ့တော့ကြောင်းမတက်ရတော့ဘူးထင်နေတာကြီးကြီးမေရောက်လာလို့လေငါကြောင်းမပြတ်တာမိငယ်ကလည်းချက်ချင်းစိတ်ပြော့သွားတာပေါ့ကိုယ်လည်းကူးပါစီတော့လीဆိုပြီးသူကမတွက်တက်လို့ခိုးချတာမှမဟုတ်ပဲအချိန်မရှိလို့မတွက်ခဲ့ရတာပဲဆိုပြီးတွေးရင်းနဲ့တင်ချလေးချင်ကန်စာအုပ်ကလေးကိုအလွယ်တကူထုတ်ပေးလိုက်တယ်။ဆီယာမကအိမ်စာတွေလုံးမလန်ရိတ်တက်တာပေါ့။စတုတ်တာတန်းတော့အစိုးရစီသိရင်လားပေါ်ဒီပေါ်စာလုံးမနေနဲ့ဆိုပြီးတော့လဲစုတက်သေးတယ်။မိမိငယ်နဲ့ရမင်းခင်လို့စာတော့အောင်ကြိုးစားကြပါလားဆိုပြီးဆက်မြူပြောတဲ့အခါတွေမှာမိငယ်ဟာရင်ထဲမှာဖျားပွဲလှည့်နေပေမဲ့လေခေါင်းကိုရတော့မလို့လို့နှာခေါင်းပွေးရတော့မလို့လို့နဲ့အနေကအထံရခတ်လာတယ်။ရမင်းခင်လို့ပြုံးပြုံးလေးနေတတ်အောင်ကြိုးစားပေမဲ့လည်းမအောင်မြင်ဘူး။သူတို့နှစ်ယောက်ကတော့လေရင်မောက်တန်းပြီးတော့ပြေးနေကြတာပဲသူကနည်းနည်းကြောလိုက်ငါကနည်းနည်းတာလိုက်နဲ့မနစ်ကလေးကတလေးစီပထမရနေကြတာညင်ရီချင်းတူတော့ဝဒီရတာတဲ့သူကကြောသွားတာပဲဆီယာမကလည်းပြောတယ်လေမိငယ်နဲ့ရမင်းခင်ဟာညင်ရီချင်းရောစာတရာချင်းတူပေမဲ့လေလူချင်းကတော့လုံးဝမတူဘူးတဲ့မိငယ်ကပိပိန်သေးသေးညံ့ညက်ရမင်းခင်ကတော့အသားဖြူဖြူပစုံဖောင်းဖောင်းနဲ့ဝဝတုတ်တုတ်လေးပေါ့တငယ်ချင်းတွေကမိငယ်ကိုအသေးလေးလို့ခေါ်ကြတယ်။ရမင်းခင်ကိုတော့စင်ပေါင်းလေးလို့နာမည်ပေးထားကြတာပေါ့။အတန်းထဲမှာအပြောင်အပြက်အပြောတတ်ဆုံးဖြစ်တယ်လေ။တထားတွေကတော့ရမင်းခင်ကိုရမင်းစင်ဆိုပြီးတော့လေခေါ်တတ်သေးတယ်။သူတို့ကစင်မျိုးတဲ့။သူကလည်းစင်ပေါက်သူ့ဝေကလည်းလေစင်ကြီးမဟုတ်လားဆိုပြီးတော့သဘောကျစွာရှိတာပေါ့။နောက်ပြီးတော့ငါအသားဖြူတော့စင်ပြူနော်ဆိုပြီးတော့လေပြောတတ်သေးတယ်။တူရဟေးတူရဟေးသူ့ဘေးကမငီးလက်ကလက်ခုပ်တီးပြီးထားအော်တော့မိငယ်ကလန့်သွားတာပေါ့တူလက်စာအတွေ့ဟာဖြက်ခနဲပြက်ကလွင့်ပြေသွားတယ်ငိမ့်လက်ကြည့်တာကိုလေလိုက်ကြည့်လိုက်တော့ကြောက်တင်မုံကိုအဝိရဆိုးပြီးပုတ်ဖြက်နေတဲ့တထားတွေကိုတွေ့ရတာပေါ့ကြောက်တင်မုံဖြစ်တာကိုလေကောင်းကောင်းမဖြက်ပဲနဲ့ပန်းစကားရုပ်ရှင်ထဲမှာကျော်ဟွေးရဲ့အမူအရာမျိုးလုံးနေတာကြောင့်လေတအုပ်အုပ်နဲ့ပွဲကြနေတယ်သူကြည့်ရတာရည်စရာကောင်းလွန်းတာကြောင့်မိငယ်ဟာလိုက်ရှိမိပေမဲ့လေခါတိုင်းလိုစိတ်မရှင်လာဘူးမိငယ်ကြည်ကြည်ကခေါ်ပြန်တာပေါ့ဟင်နင်းမကောင်းလားတမျိုးစီပဲခေါင်းထဲမှာအုံအုံခက်ခဲကြီးဟာတကူလုံးလဲညောင်းနေတာပဲဗုဒ္ဓကြီးနင်းတော့တုတ်ကွေးကွေးတော့မယ်ထင်နေနော်ကွေးတော့မလားမသိပါဘူးဟဲ့မိငယ်ကလည်းသူ့ရဲ့နှစ်ဖူးသူစမ်းကြည့်ရင်ညောင်နာပြောတယ်အိမ်မှာတော့သူဟာစာပြီးဖျားတော့မယ်ထင်တယ်တုတ်ကွေးကွေးရဲ့အနည်းဆုံး3-4ရက်တော့လीကြောင်းပြတ်တော့မှမို့မိငယ်ကစိတ်ညစ်နေတဲ့ဒီလိုသာကြောင်းပြလိုက်ရင်ရှင်လျက်ပြေးနေတဲ့ရမင်းခင်ကလေသူ့ကိုအသာလေးကြောတက်သွားမှာပေါ့ဘသူကွေးမှလဲဘ
သူတို့နားရောက်လာတယ်ရမင်းခင်ကဝေမေးတယ်ငါလေးကွေးမြောက်ကွေးတော်မလားလို့ဘာဖြစ်နေလို့လဲခေါင်းနေအုံနေလို့ပါဟေးမင်းငယ်ကရမင်းခင်ကြိုက်စားနေတဲ့ပန်းတိနီလေးစီမနေပြီးတော့သူ့ရဲ့မျက်လုံးကိုကြိုးစားပြီးတော့လွှဲလိုက်တယ်မျက်လုံးကိုလွှဲပစ်လိုက်ပြီးမြဲလေတင်းတင်းလေးမှုပြက်နေတဲ့ရင်နှံကိုတော့မရှိဘဲမနေနိုင်ဘူးအဲ့ဒါဆိုရင်လေကိုတက်ပလက်နဲ့ပါရာစီတမောနဲ့လေဘာမီတိုလေးရောပြီးတော့တောက်လိုက်မမီဆိုရင်အဲ့ဒီလိုပဲတောက်ခိုင်းနေဟဲ့ရမင်းခင်ကလေပန်းသီးကိုအတန်မြအောင်ကြိုက်စားလိုက်ပြီးတော့မိငယ်ကဖြက်ခနဲ့ကြည့်မိပြန်လိုက်နောက်ပြီးတော့မိငယ်ကလည်းဖြက်ခနဲ့ကြည့်မိပြန်တဲ့ဒီမျက်လုံးကိုဖြက်ခနဲ့လွှဲပေးပြီးတော့ငါလီဘာမှကိုစမ်းချင်စိမ်မရှိဘူးဆိုပြီးတော့မစီမဆိုင်ပြောရင်တူတွေကိုမတိမတာမျိုးချလိုက်တာပေါ့ကော်ဖီတော့မတောက်ချင်ဘူးလားအင်းမိငယ်ကရောရောင်ပြီးတော့ခေါင်းခါလိုက်တဲ့တကယ်တော့လေမိငယ်တော့အိမ်မှာကော်ဖီမဖြိုးတာပင်အတော်ကိုကြာပြီးအဲ့တဲ့လာရင်လေရင်တွင်းချက်နဲ့ထညက်ခဲတာထွက်လာတတ်တာပေါ့နင်ကော်ဖီမတောက်ချင်လေဥပါတင်းတောက်ပါလားဟင်မာတိုပါလေကောင်းတာပင်ဟုတ်လားမိငယ်ကဦးကြောင်ကြောင်နဲ့တန်ရောက်လိုက်ပြီးခေါင်းညိတ်ပြန်နေမိငယ်အသက်10နှစ်ပြည့်ကျော်ခဲ့ပြီးဥပါတင်းကိုလေ3-5ကတောက်ဖို့ပြင်မဲ့လေမာတိုပါဆိုတာကိုတော့ဘာမှန်းကိုမသိဘူးဒါပေမဲ့ငါတော့ကော်ဖီပဲကြိုက်တယ်ဥပါတင်းတို့ဟော်လီတိုကအီလွန်းလို့ဟဲ့ရမင်းခင်ကကြံသမျှပန်းသီးစိတ်လေးကိုပါဇက်တဲ့အကုန်ထည့်လိုက်တာပေါ့မိငယ်ကလည်းတက်ပြင်းကိုအသာချလိုက်တယ်ပန်းသီးနဲ့မှုမွေးလေးကိုလေရှူလိုက်ပန်းသီးနဲ့မှုမွေးလေးကိုရှူလိုက်ရတာကြောင့်လာတော့မသိဘူးခေါင်းထဲမှာအုံခက်ဖြစ်နေတာကအတန်ငယ်တက်တာသွားတယ်လို့လည်းထင်ပြီးတယ်ရောအသေးလေးငါတော့တက်တုတ်ရိုက်ပြီးတော့လေကူချလိုက်တာပဲជីဝေကတင်ချာလေးချိန်ကန်စာအုပ်ကလေးကိုပြန်ပေးလိုက်တယ်အခုမှပဲစေးအေးသွားဟန်နဲ့မျက်နှာရှင်လာတာပေါ့။အော်ငါမိနေလို့ငါမှစေးပါတယ်နင်တောင်မလားအသေးလေး။ဘာစီလဲရင်ပါရာစီတမော့ជីဝေကကုမာဘူးတွေကလေစက်ကူတုတ်ကလေးကိုလှမ်းယူပြီးအသာဖြန့်လိုက်တော့စေးပြပြပြူလေးသုံးများကိုတွေ့ရတယ်။ငါတော့လေအမေစီကအဖျားကူတော့မှာပဲဆိုပြီးလူမမေယူထားတာရောတပြားတောက်လိုက်ခေါင်းကိုက်ပြောက်သွားအောင်လေ။ခေါင်းကိုက်တာသက်ဆိုရင်တော့အင်နာချစင်ကလေပိုတောင်ကောင်းနေဆိုမမီပြောတာပဲအစာကလေးလေးကော်ဖီကလေးနဲ့တွဲပြီးတောက်တဲ့ရမင်းခင်ကပြောတယ်ကြောင်းတက်ခါနေမို့သူ့ရဲ့ကြိုးပွေးအိတ်ထဲမှာလေနှစ်ထပ်ခုံမဘူးလေးနဲ့ပလတ်စတစ်ပေးတဲ့အပြာရောင်လေးကိုထုတ်ပြီးခုံခုံမှာအသိတင်ထားလိုက်တာပေါ့အင်နာချစင်တလုံးကိုလေနှစ်ချက်ပေးရတယ်ရမင်းရဲ့ဒီပါရာစီတမော့ကလေ BNB မဟုတ်ဘူးတရုတ်ဆိုတော့တလုံးမှာတမက်ရဲ့ဟင်နေရလေမဟုတ်တာအင်နာချစင်ကအဲ့ဒီလောက်ဈေးမကြီးပါဘူးဟဲ့ရမင်းခင်ကအံ့ဩတယ်လို့ပြောတယ်ជីဝေကရမင်းကိုလေစိတ်မရှိစွာကြည်ရင်နဲ့မျက်စောင်းထူတာပေါ့ကျန်တဲ့ဆေးလေးနှစ်ပြားကိုလေစက်ကူနဲ့ပြန်ထုံးပြီးတော့တန်ကုန်မာဘူးတဲ့ကိုခက်ဆော့ဆော့ပြန်ထည့်လိုက်တယ်နင်တို့ကတော့နင်တို့ကိုဘယ်ဆေးကြီးမှလဲရမင်းခင်ရဲ့နင်တို့ဝယ်တဲ့ဆိုင်မှာလေငါတို့မဝယ်ရတာလဲနင်သိသားနဲ့အခုအမေဖျားနေရင်ချောင်းဆိုးလို့တောက်နေရတဲ့ဆေးတောင်လေးတွေလေဘာလေအင်ပါဘာဆိုလားအေးအင်ပါစလင်ကြတော့လေတထောင်ကိုနှစ်ချက်ခွဲတောင်ကြီးမေဘိုင်းနိုင်တောက်တဲ့စီးပြားဖြူလေးတွေကြတော့လေတလုံးကို9မှတ်တစ်ချက်ခွဲငါကအမေနဲ့အတူစီးဝဲရင်လက်လိုက်သွားရလို့သိနေတာဟဲ့ဒုတို့တတောက်ပြောတဲ့ជីဝေကိုလေရမင်းခင်ကမျက်တောင်လေးပုတ်ခတ်နဲ့ငေးကြည့်နေတာပေါ့မောင်လေးနဲ့ညီမလေးကိုတောင်လေအမေကဘာပလက်အရင်မတိုက်တော့ဘူးထမင်းရည်တောက်လဲအားရှိတာပဲတဲ့ထမင်းရည်ထဲမှာဗီတာမင်အပြည့်ပါတယ်တဲ့မင်းငယ်ကဆေးပြားလေးကိုအားကောင်းနဲ့ထိပြီးမှရေဘူးတွေကရေကိုတောက်လိုက်တာပေါ့ဆေးလေးကလည်းချော့ချွတ်မစင်းသွားပဲလေလေချောင်းဝမှာတက်နေတာကြောင့်လက်နဲ့အသာတက်ချလိုက်ရတယ်တင်ကြအင်စာတွေလာထက်ကြအောင်နော်အတန်းကောင်းဆောင်ဆွဆွလေးရဲ့အော်တန်နဲ့အတူကြောင်းတက်ခေါင်းလောင်းထိုးတန်ကိုကြားလိုက်ရတာပေါ့အတန်းကောင်းဆောင်ဆွလေးရဲ့အော်တန်နဲ့အတူကြောင်းတက်ခေါင်းလောင်းထိုးတန်ကိုကြားလိုက်ရတာပေါ့စူညံနေရတဲ့တဲမှာလေတဏ္ဍာနွယ်ကသချင်းတစ်ပုတ်ကိုအမူအရာနဲ့စူနေပြန်နေမူရွာရင်မူရီချုံမဲမမေလာရင်မူရီချုံမဲဖေလာရင်မူရီချုံမဲတဲ့နောက်ပြီးတော့ငါတို့လမ်းထဲကကောင်းကလေးတွေလေစူနေရလေရီမလာ3ရက်ရှိပြီဟာဆိုပြီးတော့လေဆက်ပြောတယ်တင်ချာအင်စာတွေလာထက်ကြနော်စွလင်းကအော်ပြန်တာပေါ့ជីဝေကထက်မဲဟေးဆိုပြီးပြန်អော်တာကြောင့်မင်းငယ်ရဲ့စာအုပ်ကိုပါလှမ်းယူလိုက်တယ်
နောက်ပြီးတော့ဆီယာမရဲ့စပွဲဘော်ကဆောင်းဥပေါ်မှာသွားထက်လိုက်တာပေါ့အမားချင်းတူနေရင်ဆီယာမသတိမထားမိစီရဲ့အတွက်လေတအုပ်ကိုအပေါ်ဆုံးမှာတင်းပြီးတော့ကျန်တအုပ်ကိုဆောင်းဥပုံရဲ့အလဲမှာထိုးထည့်လိုက်တယ်ជីဝေကလေဘာဖြစ်လို့စိတ်တူနေရလဲငါပဲသိမလဲမိုးဖွဲလေးတွေကရုတ်တရက်သိမ်းလာတာပေါ့မိုးဆက်မိုးပေါက်တွေကလည်းမှန်တကားကိုမိုးဆက်မိုးပေါက်တွေကလည်းမြန်မတင်မိုးဆက်မိုးပေါက်တွေကလည်းမြန်မတင်ကိုခက်ပြပြလေးရိုက်ခတ်လာတယ်မိငယ်ရင်မင်းခင်ကခေါ်ပြန်တာပေါ့နင်းကရောဘာလို့စိတ်တူနေရလဲငါပဲသိမလဲမှန်ချက်ကိုထိပြီးတော့ကွဲကြွေလစ်ဆင်သွားတဲ့မိုးပေါက်လေးတွေကိုငေးကြည့်ရင်မင်းငယ်ကအနီရောင်ပန်းသီးလေးကိုမြည်အောင်နေတာပေါ့မိပန်းသီးတစ်လုံးကိုဘယ်လောက်ပေးရလဲချင်းတောင်ပန်းသီးဆိုရင်3-4ချက်ပေါ့နည်းနည်းကြီးရင်တော့5-6ချက်ပေးရတယ်အယောင်စိမ့်နေလေမဟုတ်ဘူးမမေရဲ့အလုံးကြီးအယောင်နေအနက်မွမွေးလေအဲ့ဒါဆိုရင်တော့14-5-6ချက်ပေးရမှာပေါ့မမေတခါတရုတ်တန်းမှာတွေ့ရတော့လေစာကတ်ထားတဲ့18ချက်တဲ့တော့ပါပြီမင်းငယ်ကပခုံးလေးတွတ်လိုက်တယ်18ချက်ဆိုတဲ့စာတန်းလေးကိုမြည်အောင်ပြီးတော့ကောင်းထဲမှာဝဲလှည့်နေတဲ့အနီရောင်ပန်းသီးလေးဟာဖြက်ကနေပျောက်သွားတာပေါ့ပြုတ်ပြီးသားမြစ်တွေကိုလေစစ်နေတော့မှတင်ပြီးတော့တွဲကြည့်ကြည့်နဲ့ချစ်နေတဲ့အမေကမင်းငယ်ကိုစူးစမ်းသလိုလှမ်းကြည့်တယ်ဘာလဲသမီးကစားကျင်လို့လားအလကားရရင်တော့စားကျင်တာပေါ့မမေရဝယ်တော့မစားကျင်ပါဘူး18ချက်ဆိုတဲ့ငွေရလေးနည်းနည်းတော့မှမဟုတ်တာမလကာတီးပပချူချူကြီးရေဝယ်ရအများကြီးရနိုင်နေတာမမဟုတ်တတော်သည်တရက်သည်မင်းကိုသည်ငါပြောသည်ဆိုလေအိုးစားစရာတွေစုံလို့ပြေလို့ဒီလိုတွေးမိရောလေမိငယ်ကပျော်သွားတာပေါ့စိတ်မပါလက်မပါစားနေတဲ့ထမင်းမီအရသာရှိပြီးစားလို့ကောင်းတယ်လို့ရှိတယ်သမီးထမင်းစားပြီးရင်မမေကိုပါရာစီတမော့တစ်လုံးနဲ့လေဗမိတိုတစ်လုံးယူလာပြီးစမ်းနာရီစီးပြီးတော့ခေါင်းတွေကိုက်နေလို့ကွယ်သမီးလေကျောင်းမှာခေါင်းနဲ့အုံနေလို့ဖျားပြီးထင်နေတာကြည်ဝေကစစ်တလုံးပြီးလို့တောက်လိုက်တော့လေတက်တာသွားတယ်မမီရဲ့ဖျားတော့မဖျားပါနဲ့သမီးရဲ့တော်ကြနေကျောင်းပြက်နေဦးမေသမီးကြောက်ပြက်ရင်ရမင်းခင်ကကြော်သွားမှာမမီရဲ့နောက်ပြီးအိမ်စာတွေကလည်းတပတ်တရက်ကိုအများကြီးဒီနေ့လည်းအများကြီးပေးလိုက်သေးတယ်ကျောင်းပြက်ရင်အဲ့ဒါတွေအားလုံးနောက်ကျသွားမှာမင်းငယ်ကထမင်းကိုလက်စသက်ပြီးတော့ပကံစီးတယ်ကျောင်းမပြက်ဘဲနေတော့ပထမရဖို့သိကြတာမဟုတ်ဘူးရမင်းခင်ကလည်းလေစတုတ်တာတန်းမှာပွဲဥတက်ပထမရဖို့အတွက်အကျိတ်နဲ့စူးစမ်းနေတယ်ထင်နေဘယ်နှနာရီရှိပြီလဲသမီး9နာရီခွဲတော့မယ်မမေဖေရုံးကပြန်လာကနေပြီနော်မင်းငယ်ကအိမ်ခန်းထဲဝင်းနေအိမ်သုံးစိတ်ပလင်းလေးစီးပြီးတော့တင်ထားတယ်လေကြွရှောင်းမှပါရာစီတမောလို့ရေးထားတဲ့ပလင်းလေးကိုယူလိုက်တာပေါ့စီလီနဲ့ပြားသာကြံတော့တယ်ဘာမီတိုပလင်းထဲမှာတော့လေတပြားမှမရှိတော့ဘူးအရက်ပြန်ပလင်းလေးကလည်းလေဖင်ခက်သာကြံနေပယုတ်စီအနီးကတော့တဝက်လောက်ရှိနေသေးတာပေါ့ဖေဝဲလာပြီးမိငယ်ကိုတိုက်ဖူးတယ်လေဗီတာဆွန်အားစီပလင်းကလည်းပျောက်တင်လင်းခါနေပြီအမေဆေးတွေကလည်းကုန်ကာနီးနေပြီဘာမီတွန်းကလည်းတပြားမှမရှိတော့ဘူးအေးကွယ်ဝယ်မဲနဲ့ဝယ်ကိုမဝယ်ဖြစ်နိုင်ဘူးပေရှိတာနဲ့ပဲတောက်လိုက်မယ်ကွယ်မမေကပါရာစီတမောတပြားတောက်ပြီးမြစ်တွေကိုဆက်ပြီးတော့ချစ်နေတာပေါ့ပင်မန်းလို့ခေါင်းခိတ်တာပါကွယ်ခဏနေပြုတ်သွားမှာပါဆိုပြီးသူ့ကိုယ်သူလည်းအားပေးနေတယ်သမီးဘာလို့ပေးရမလဲမမေမလုံနဲ့သမီးသွားစာချက်ချီတော့တင်ချာရီအရင်အတွက်အောင်မယ်ပြီးမှစာချက်မယ်လေမမေမင်းငယ်ကစာကြည့်စပွဲတသက်မရှိဘူးဖေက40နဲ့ဝယ်ပေးထားတဲ့ဘေးရင်ဆရာခုံကလေးကိုလေစာကြည့်စပွဲအဖြစ်သုံးရတာပေါ့ခုံကလေးကိုကြက်ရနေရချားပြီးကြက်လို့တွက်လို့ရတာကြောင့်လေမင်းငယ်ကပို့ပြီးတော့သဘောကျတယ်အရင်ကလေခုံကလေးကိုမိဖို့ချောင်းကိုတင်လာတယ်မိမိဘေးမှာပင်ထိုင်ပြီးတော့အင်စာတွေလှုပ်ချင်တာပေါ့မိုးရီမဲလာတဲ့သမီးမမောင်ဘူးလားကွယ်မိဖွင့်ပြီးလှုပ်လေမိငယ်ကမိခလုတ်ကိုထောက်ဖွင့်နေကြောက်ခနဲ့အတန်သာကြားရတယ်မိကလင်းမလာဘူးဟေးမမေမီးလည်းမလာဘူးနော်ပြက်ပြန်ပြီးထင်နေကွယ်မထင်နဲ့မမေရဲ့ပြက်ကိုပြက်တာပါဒုက္ခပဲအင်စာတွေကလည်းအများကြီးမိငယ်ကစပွဲလေးကိုဗရင်းမောက်အနီးကိုကြပြရွှေ့လိုက်တယ်ရှိသမျှကြံသမျှအလင်းရောင်ကလေးနဲ့အင်စာပေးလိုက်တဲ့တင်ချာတွေကိုအပီးတွန်နိုင်မှုအတွက်ကြိုးစားရတာပေါ့စောစစ်စီကမိဖွင့်ကြည့်ရင်ကောင်းမှာဟဲ့အခါတိုင်းလိုအเจ้าကပြန်ရအောင်ချင်းအင်စာတွေလုံးမိလဲတော်သေးတယ်အခုတော့အသုံးမကျတဲ့ပန်းသီးစုပ်အကြောင်းကိုလေထိုင်တွင်းနေပြီလို့အလကားနေရဲ့အချိန်တွေကုန်သွားတာမ
မိငယ်ကသူ့ကိုယ်သူအပြစ်တင်နေတာပေါ့အလေးရောင်ကလည်းလိုချင်ပါတယ်ဆိုမှချက်ချင်းလိုလိုလေးမှောင်ကျသွားတယ်မိုးသားရီလေးကလည်းအုံးပြီးတော့မဲတက်လာတာပေါ့မိုးကြီးသေးကြီးရွာတော့မယ်ထင်တယ်ဟဲ့သမီးမှောင်ကြီးထဲမှာစာလုံးနေရလားမင်းမထိုးလားဟဲ့ဖေဖေကမိငယ်ပြီးမှလာရစ်တာပေါ့စာထဲမှာဇောကက်နေတာကြောင့်ဖေဖေပြန်ရောက်လာတာကိုတော့မသိလိုက်ဘူးမင်းမလာဘူးဖေဖေမိငယ်ကအာကိုတကြီးပြောနေပေမဲ့လေဖေဖေကဘာမှလုပ်တဲ့ဟန်မတူဘူးတပြင်းကိုသာတက်တက်ချတာပေါ့မိမိခါတော့လေနှုံးမဘူးအလို့ပေါ်မှာဖျောင်းတန်လေးတတိုင်းဆိုင်ပြီးတော့မင်းငယ်ရဲ့ဘေးမှာလာချပြီးတယ်ရင်နံစီမိရဲ့လေလှုပ်ပါလားကွာဖေဖေကပြောတော့မိမိကမတိမတာမျက်စောင်းထိုးတာပေါ့ရင်နံစီမှမရှိတာကိုကွယ်သိရသားနဲ့ဒီလိုဆိုလေဖျောင်းနိုင်နှစ်တိုင်ဘူးလေးထုံးပေးလိုက်ပါလားဟာအိမ်မှာရှိတာမှသုံးနိုင်နေရဲ့မိကဘယ်အချိန်ထိပြည့်မယ်မသိဘူးမမေအတန်ကပြော့နေတာပေါ့ဖေဖေကတော့စိတ်တော်လာပုံရတယ်မိပြစ်တာလဲသိသားနေဖျောင်းနိုင်ကိုပိုမိုမိုလေးဝယ်ထားပါလားကွာအော်ပြောတော့လွယ်လိုက်တာရှင်ဖျောင်းနိုင်တဲ့တိုင်ဘလောက်ပေးရလဲရှင်သိလားလာကုန်ရန်ရှင်ဒီတခါတော့မမေအတန်ဆက်ပြီးတော့မာလာတယ်ဖေဖေကလည်းညင်သွားတာပေါ့မိငယ်ကတော့ဘသူ့ကိုမှခင်းမဆိုင်နိုင်ဘူးဝါကျင်အလေးရောင်မမေလေးထဲမှာစာကိုအရာချက်ဖို့အတွက်စူးစမ်းတယ်မျက်လုံးကလည်းလေဘလောက်အံ့ဩဖွယ်ကောင်းကြောင်းကိုသိဟာသိပါသလားမျက်လုံးဟာကိုခန္ဓာရဲ့အနုနယ်ဆုံးအလို့အများဆုံးအင်္ဂါစုပေါ့ဒါကြောင့်မျက်လုံးကိုဘေးမဖြစ်စေဖို့အတွက်လည်းကာကွယ်ရမယ်မိငယ်ကသူ့ရဲ့အကျဉ်းတိုင်းကိုရှေ့ထိုးနောက်ငယ်ရင်းရင်းနဲ့အတန်ထွက်ပြီးတော့လေကြက်တယ်မျက်လုံးကမာကျောနေတဲ့အယိုးတွေကထားတဲ့ကြိုက်ထဲမှာရှိတယ်မျက်ခုံမျက်တောင်မွေတို့ကရှေ့ကနေကာကွယ်ပေးထားတာပေါ့အလင်းရောင်ကမှိန်တော့အတော်အားဆိုင်ပြီးတော့လေဖက်ရတယ်ဖျောင်းနိုင်လေးကလည်းခဏနေကုံတော့မယ်ကျက်စရာတွေကလည်းအများကြီးကျန်နေသေးတယ်စာမရရင်တော့ဒုက္ခပဲရှင်မင်းခင်ကတော့လေအားလုံးကြက်လို့ရလာမှဆိုပြီးတော့တွေးမိလေးလေးရင်ထဲမှာတော့ပူလာတာပေါ့မိပြက်လို့စာမကြက်ခေရဘူးလို့ပြောရင်ရှင်မင်းခင်ကမိပြက်ရင်မိဆက်မဖွင့်ဘူးလားဒါမှမဟုတ်ဘက်ထရီမီးချောင်းထုံးလဲရရသားနေလို့ပြောမှာကိုလေကြိုတင်ပြီးတော့ကြားရောင်နေတယ်ဖေဖေနဲ့မေမေကဖျောင်းနိုင်လေးတစ်တိုင်းကိုစပွဲဝိုင်းလေးအလယ်မှာဆိုင်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ထမင်းစားနေရတာပေါ့မင်းငယ်စားကြရေးမပြီးခင်ဖျောင်းနိုင်လေးကလည်းကုံသွားတော့တယ်မင်းငယ်ကစာကြီးခုံလေးပေါ်မှာလက်ထောင်းရင်းနဲ့တိတိကလေးထိုင်နေမိတယ်မြေရီကိုတိတိကလေးသုံးပြီးနှာရီကိုလည်းတိတိကလေးညှစ်နေတာပေါ့ဟဲ့သမီးငိုနေရလားမမေကမေတော့မငိုပါဘူးမမေရဲ့ဆိုပြီးတော့ငိုတန်လေးနဲ့ပြန်ပြေးလိုက်တာပေါ့အဆုံးထိနာတော်တာဆင်မိခဲ့ကြတဲ့ဘာမစ်လိုက်ဗျူပရိသတ်များအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ရည်ကြမ်းပါခြင်းနဲ့ပြည့်စုံကြပါစေလို့ဘာမစ်လိုက်ဗျဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်နေစဉ်နေ့တိုင်းစာအုပ်ကောင်းလေးတွေကိုဖတ်ပြပေးသွားမှာမို့လို့ဘာမစ်လိုက်ဗျ Audio Channel လေးကို Like and Subscribe လုပ်ခဲ့ပေးသွားပါဦးနော်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်